ကမ္ဘာပေါ်ကနေချင်းစပွဲအကောင်းဆုံးမြို့ကြီးများစရင်ကို Economic Intelligence Unit EIU အဖွဲ့ကစစ်တမ်းပြုလုပ်ခဲ့ရမှာထိပ်တန်းမြို့ကြီး9မြို့ကိုပြီးခဲ့တဲ့သတင်းပတ်ကဖော်ပြခဲ့ပါတယ်။ဒီတစ်ပတ်မှာတော့ချန်ရှိနေတဲ့မြို့ကြီး9မြို့အကြောင်းကို EIU ရဲ့ရမှတ်တွေသုံးသပ်ချက်တွေနဲ့ဆက်လက်ဖော်ပြပေးသွားမှာဖြစ်ပါတယ်။ဒီမြို့ကြီးတွေဟာအခြေခံအဆောက်အုံပညာရေးကျန်းမာရေးစောင့်ရှောက်မှုတဘာဝပတ်ဝန်းကျင်တန်ရှင်းတာယာမှုလူနေမှုအဆင့်အတန်းမြင့်မားမှုတွေပေါ်အခြေခံပြီးစစ်တမ်းကောက်ယူထားတဲ့မြို့တွေလည်းဖြစ်ပါတယ်။နံပါတ်6နေရာမှာရပ်တည်နေတဲ့နေချင်းစပွဲအကောင်းဆုံးမြို့တစ်မြို့ကတော့ဩစတြေးလျနိုင်ငံရဲ့အဒီလိတ်မြို့ပဲဖြစ်ပါတယ်။အဒီလိတ်မြို့မှာနေထိုင်သူတွေရရှိထားတဲ့အကောင်းဆုံးအားသာချက်ကတော့တခြားဩစတြေးလျမြို့ကြီးတွေထက်လူနေမှုစရိတ်ပိုမိုတက်တာနေတာပဲဖြစ်ပါတယ်။ဒါအပြင်ပြည်ရင်းခရီးသွားလာမှုအတွက်အဆင်ပြေလွယ်ကူပြီးဘတ်ကားတွေကိုလူအများပြားနဲ့တိုးဝှက်စီးစရာလည်းမလိုပါဘူး။တနည်းအားဖြင့်တော့အဒီလိတ်မြို့ရဲ့ public transport ကဏ္ဍဟာအကောင်းဆုံးအဆင့်မှာရှိနေပြီးလူနေမှုစရိတ်ကစစ်ဒနီမြို့ထက်90%တက်တာနေတယ်လို့ဆိုနိုင်ပါတယ်။နောက်ပြီးတော့အဒီလိတ်မြို့နေမှာရှိတဲ့ကမ်းခြေတွေဟာဩစတြေးလျရဲ့အလှဆုံးကမ်းခြေတွေထဲမှာပါဝင်နေပါတယ်။ EIU စစ်တမ်းမှာအဒီလိတ်မြို့ရဲ့ရမှတ်ကတော့96.6မှတ်ပဲဖြစ်ပါတယ်။နံပါတ်9နေရာမှာရှိနေတဲ့နေချင်းစပွဲအကောင်းဆုံးမြို့ကလည်းဩစတြေးလျနိုင်ငံရဲ့ Perth မြို့ပဲဖြစ်ပါတယ်။ဒီမြို့ရဲ့အဓိကအားသာချက်ကကျန်းမာရေးစောင့်ရှောက်မှုပညာရေးစနစ်နဲ့အခြေခံအဆောက်အအုံတို့ပဲဖြစ်ပါတယ်။ဒီကဏ္ဍတွေမှာ EIU ရမှတ်အမြင့်မားဆုံးဖြစ်ပြီးယဉ်ကျေးမှုနဲ့ပတ်ဝန်းကျင်စိမ်းလန်းတာယာမှုအပိုင်းမှာတော့ကျန်ဩစတြေးလျမြို့ကြီးတွေထက်နှိမ်ကျနေပါတယ်။မြို့ရဲ့ရာသီဥတုကနေထိုင်လို့အကောင်းဆုံးဖြစ်ပြီးအားကစားနဲ့ဘာသာရေးလူမှုရေးကိစ္စတွေအများဆုံးလုပ်လို့ရှိပါတယ်။ကျန်တဲ့ဩစတြေးလျမြို့ကြီးတွေထက်နေချင်းစပွဲအကောင်းဆုံးအဆင့်နှိမ်ကျနေရတဲ့အကြောင်းရင်းနောက်တစ်ခုကတော့အကျင့်ပြတ်ခြားစားမှုနဲ့ရာဇဝတ်မှုအနည်းငယ်ရှိတာပဲဖြစ်ပါတယ်။ EIU စစ်တမ်းမှာ Perth မြို့ရဲ့ရမှတ်ကတော့95.9မှတ်ပဲဖြစ်ပါတယ်။နံပါတ်8နေရာမှာရှိနေတဲ့နေချင်းစပွဲအကောင်းဆုံးမြို့ကတော့နယူးဇီလန်နိုင်ငံက Auckland မြို့ပဲဖြစ်ပါတယ်။ဒီမြို့ဟာ2012ခုနှစ်ကချမှတ်အကောင့်ထဲဖော်ခဲ့တဲ့မြို့ပြစီမံကိန်းသစ်ကြောင့်အခုလိုမျိုးနေချင်းစပွဲအကောင်းဆုံးမြို့တစ်မြို့အဖြစ်ရွေးချယ်ခြင်းခံခဲ့ရတာပါ။အဆိုပါစီမံကိန်းအရ Auckland မြို့ရဲ့မြို့ပြ area ကိုတိုးချဲ့ဖို့အတွက်နေအိမ်4သိန်းခန့်တည်ဆောက်ခဲ့ပါတယ်။ခင်မီမြို့ပြအဖြစ်အဆင့်မြင့်တင်နိုင်တဲ့အဆောက်အအုံတွေကိုလည်းတည်ဆောက်ပေးနိုင်ခဲ့ပါတယ်။ Auckland မြို့ပြစီမံကိန်းသစ်ဟာပြည်သူတွေရဲ့လူနေမှုဘဝကိုတာမကမြို့ရဲ့စီးပွားရေးကိုလည်းမြင့်တင်ပေးနိုင်ခဲ့ပါတယ်။တစ်ချိန်တည်းမှာပဲပညာတတ်လူငယ်တွေမြို့ထဲမှာပုံမှန်များပြားလာပြီးပညာရေးစနစ်မြင့်တင်ခဲ့တာကြောင့်အခုလိုနေပြောတဲ့မြို့ကြီးတစ်မြို့ဖြစ်လာခဲ့တာပါ။ EIU စစ်တမ်းမှာ Auckland မြို့ရဲ့ရမှတ်ကတော့95.8မှတ်ပဲဖြစ်ပါတယ်။နောက်ထပ်နံပါတ်9နေရာမှာရှိတဲ့မြို့ကတော့ဖင်လန်နိုင်ငံရဲ့ Helsinki မြို့ပဲဖြစ်ပါတယ်။ကမ္ဘာနေပြောစရာအကောင်းဆုံးမြို့ကြီး10မြို့စရင်မှာပါဝင်ခဲ့တဲ့ Helsinki မြို့ရဲ့အဓိကအားသာချက်ကတော့အေဂျင့်တည်ငြိမ်မှုအခြေခံအဆောက်အအုံကောင်းမွန်မှုပညာရေးစနစ်ကောင်းမွန်မှုအဆင့်မြင့်တဲ့ကျန်းမာရေးစောင့်ရှောက်မှုစနစ်နဲ့ပတ်ဝန်းကျင်စိမ်းလန်းစိုပြေမှုတွေပဲဖြစ်ပါတယ်။အထူးသဖြင့်အခြေခံအဆောက်အအုံကောင်းမွန်တာကြောင့် Helsinki မြို့ကpublic transport စနစ်ဟာသွားလာမှုအများဆုံးအချိန်မှာတော့ပိတ်ဆို့နှောင့်နှေးတာမျိုးမရှိပါဘူး။ Helsinki မြို့ရဲ့ဗဟိုရထားစနစ်ဟာကမ္ဘာအကောင်းဆုံးရထားဝန်ဆောင်မှုအဖြစ်သတ်မှတ်ခံထားရပါတယ်။ဒါ့အပြင် Helsinki မြို့မှာရာဇဝတ်မှုတွေရှားပါပြီးအေဂျင့်တည်ငြိမ်တာကြောင့်ညဘက်တွေမှာတော့ကလေးတငယ်တွေနဲ့အမျိုးသမီးတွေလွတ်လပ်စွာလမ်းလျှောက်အပန်းဖြေလေးရှိကြပါတယ်။ EIU စစ်တမ်းမှာ Helsinki မြို့ရဲ့ရမှတ်ကတော့95.6မှတ်ပဲဖြစ်ပါတယ်။နောက်ဆုံးနံပါတ်10နေရာကနေချင်းစပွဲအကောင်းဆုံးမြို့ကတော့ဂျာမနီနိုင်ငံက Hamburg မြို့ပဲဖြစ်ပါတယ်။ဒီမြို့ဟာ EIU စစ်တမ်းမှာထိပ်သီး10မြို့အတွင်းမှာပါဝင်ခဲ့တဲ့ဂျာမနီနိုင်ငံရဲ့တစ်ခုတည်းသောမြို့ဖြစ်ပေမဲ့ရွေးချယ်မှုနဲ့ထိုက်တန်တဲ့အလှတရားတွေအားသာချက်တွေကိုပိုင်ဆိုင်ထားတဲ့မြို့လည်းဖြစ်ပါတယ်။Hamburg မြို့ရဲ့ကျန်းမာရေးစောင့်ရှောက်မှုနဲ့အခြေခံအဆောက်အအုံကဏ္ဍတွေဟာ EIU အဖွဲ့ရဲ့အမှတ်အများဆုံးကိုရရှိထားပြီးပညာရေးနဲ့ပတ်ဝန်းကျင်စိမ်းလန်းစိုပြေမှုတွေလည်းပိုင်ဆိုင်ထားတာကိုတွေ့ရပါတယ်။ဒါ့အပြင်ဂျာမနီရဲ့အေဂျင့်တည်ငြိမ်မှုအရှိဆုံးမြို့လည်းဖြစ်နေပါတယ်။ဒါပေမဲ့လေထုဆိုထိုင်းစာနဲ့အပူချိန်ကတော့အနည်းငယ်မြင့်မားတာကြောင့်ရာသီဥတုတာယာမှုဘိုင်းမှာတော့အားနည်းချက်ရှိနေပါတယ်။ EIU စစ်တမ်းမှာ Hamburg မြို့ရဲ့ရမှတ်ကတော့95မှတ်ပဲဖြစ်ပါတယ်ခင်ဗျာ။